ကျောင်းသွားဖို့အတွက်ကလေးငယ်ဟာနေ့တိုင်းအကျယ်မီတာ100ရှိတဲ့နူးမြစ်ကိုတီရိုလင်နာကျိုးနဲ့ဖြတ်ကူးရပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာကျောင်းသွားရင်းနဲ့မတော်တဆ6ကမ်းပါးတဲ့ကိုပြုတ်ကျသွားခဲ့တယ်။ရေစီးကြမ်းတာကြောင့်သူ့ကိုတောင်အောက်ကိုဆွဲချသွားပြီးပျောက်ကွယ်သွားခဲ့တယ်။သူ့အမေသိတဲ့အခါမှာတော့အဲ့ဒီနေရာကနေမရွေ့နိုင်ပဲကမ်းပါးပေးမှာပဲထိုင်နေခဲ့တယ်။ဒါပေမဲ့ကလေးကမတည်ဘူးဆိုတာသူ့အမေမသိခဲ့ဘူး။ကမ်းခြေကတန်ငါးသေးတယောက်ကကယ်တင်ခဲ့တာဖြစ်တယ်။မျက်တောင်ခတ်တွင်းမှာပဲ20နှစ်ကုန်ဆုံးသွားခဲ့တယ်။အဲ့ဒီကလေးဟာကိုအားကိုရုန်းကန်ရင်းဘီလီယံနာတထေးကြီး CEO ဖြစ်လာခဲ့တယ်။အဲ့ဒီ20နှစ်တာကာလအတွင်းမှာ CEO ဟာသူ့အမေရဲ့သတင်းကိုအမြဲရှာဖွေခဲ့ပေမဲ့ဘာတစ်ခုမှရှာမတွေ့ခဲ့ဘူး။တနေ့တော့ကုမ္ပဏီကိုကားနဲ့သွားနေတော့ရွာသူအမျိုးသမီးတစ်ယောက်နဲ့မတော်တဆတွေ့ဆုံခဲ့တယ်။သူ့အမေရဲ့ပျောက်ဆုံးနေတာ20နှစ်ရှိပြီဖြစ်တဲ့မျက်နှာပေါ်ကမွေးရပါအမှတ်သားနဲ့အတူတူဖြစ်တာကိုသူချက်ချင်းမှတ်မိခဲ့တယ်။ဒါကြောင့်ဒရိုင်ဘာကိုကားရက်ခိုင်းပြီးသွားစစ်ဆေးခဲ့တယ်။ဒါပေမဲ့ရုတ်တရက်သူ့စီမှာသွေးတွင်တကြားတက်ကျဆင်းသွားခဲ့တယ်။အဲ့ဒီအမျိုးသမီးကမော်ရိုစ်အိတ်တစ်လုံးထုတ်ပြီးသူ့ကိုပေးခဲ့တယ်။အဲ့ဒီတကြားလုံးကိုမြင်လိုက်တဲ့အခါမှာတော့ CEO ဟာအံ့ဩစွာပဲတွေးလိုက်ရတယ်။အဲ့ဒီမလိုက်လုံးအရသာကသူကလေးဘဝတုန်းကသူ့အမေလုပ်ပေးတဲ့အရသာနဲ့တစ်ထပ်တီးဖြစ်နေတဲ့အဲ့ဒီအချိန်မှာသူနားလည်လိုက်တယ်ဒီအမျိုးသမီးကသူ့အမေဖြစ်နိုင်တယ်ဆိုတာကိုပေါ့။ဒါကြောင့်သူအလုပ်လုပ်တဲ့နေရာကိုချက်ချင်းသွားလိုက်တယ်။အန်ဒီကျွန်တော်အဲ့ဒီတကြားလုံးအကြောင်းမေးချင်လို့ပါ။အဲ့ဒီမလိုက်လုံးကိုကျမကိုယ်တိုင်လုပ်တာပါ။အရန်တန်ရှင်းပါတယ်။ကျမသားလေးငယ်ငယ်ကလည်းတွေးတွင်းတကြားတက်ကြတယ်လို့တကြားလုံးဆောင်သွားတတ်တဲ့အချင်းဖြစ်သွားတာပါ။အန်တီသားလေးလားဟုတ်တယ်ကျမမှာသား2ယောက်ရှိတယ်လွန်ခဲ့တဲ့20နှစ်ကကျမသားငယ်လေးရေထဲပြုတ်ကျသွားခဲ့တာအသက်ရှင်နေသေးမယ်ဆိုရင်ပေါ့မင်းရွယ်လောက်ရှိနေလောက်အန်တီကျွန်တော်အန်တီမျက်နှာကိုကြည့်လို့ရမလားကျမမျက်နှာမှာမွေးရပါမှတ်သားရှိတယ်မင်းကြောက်သွားမှာစိုးရိမ်လို့မကြောက်ပါဘူးအန်တီကအရန်လာတယ်လို့ကျွန်တော်ထင်ပါတယ်ဟဲ့မင်းကိုစကားပြောဖို့ငါထားတာလားအလုံးမလုပ်ချင်ရင်ထွက်သွားပါပြီစိတ်မရှိပါနဲ့နော်ကလေးငါကများအလုပ်လုပ်ရမှာလားငါပဲလုပ်လိုက်ပါမယ်အဲ့ဒါကိုဟိုဘက်ပို့လိုက်ပါလက်ထောက်ကျန်လူတယောက်ကိုစုံစမ်းပေးပါမစ္စတာကူခမည်းတောင်းထားတဲ့အချက်လက်တွေကျွန်တော်ရှာတွေ့ပါပြီအားလုံးကိုက်ညီနေပါတယ်သူ့ရဲ့ ADN နဲ့ကို ADN ကိုတိုက်ဆိုင်စစ်ဆေးဖို့နီးလန်းရှာပါမြန်လုပ်ပါဟုတ်ကဲ့မစ္စတာကူဟွာကွေလန်မှာရှီရှင်းဆိုတဲ့နောက်ထပ်သားတယောက်ရှိပါတယ်သူကကိုယ့်အကူဖြစ်ရမယ်ကိုယ့်အကူလားဟုတ်ပါတယ်2ရက်အတွင်းသူလက်ထပ်တော့မယ်လို့ကြားတယ်သူရောက်ခမချန်ရှန်ကကျွန်တော်တို့ရဲ့လုပ်ငန်းခွဲတစ်ခုရဲ့ဒါရိုက်တာတူပါအော်ဟုတ်သားပဲလုပ်ငန်းခွဲမှာဒုဒါရိုက်တာရာထူးလက်နေတယ်မဟုတ်လားကိုယ့်အကူရဲ့ရောက်ခမောက်ကိုပဲအဲ့ဒီနေရာပေးလိုက်ပါသူ့အတွက်လက်ဆောင်ဖြစ်သဘောထားလိုက်ပါဘာပဲဖြစ်မကြခင်မိသားစုဖြစ်လာမှာပဲကောင်းပါပြီလူစွမ်းအားအရင်မြင့်ဌာနကိုအကြောင်းကြားလိုက်ပါမယ်အော်မစ္စတာကူဒါနဲ့စကားမဆက်2ရက်အတွင်းကျင်းပမယ်ကိုယ့်အကူရဲ့မင်္ဂလာပွဲကိုတက်ရောက်မှာလားတက်ရမှာပေါ့ကိုယ့်အကူလက်ထပ်တာလေးသူတို့နဲ့လည်းစုံခွင့်ရမယ်နှစ်ထပ်ကုန်းပျော်ရွှင်စရာပါပဲဟုတ်ကဲ့ဒီမျိုးသမီးကကျမအမေပါမင်းကငါအမေမဟုတ်ဘူးဘယ်ကနေရောက်လာတာလဲယူနေတဲ့အဖွားကြီးဘေးဖယ်ရှီရှင်းငါကမင်းမေပါရှီရှင်းဘာတွေဖြစ်နေတာလဲဒီမိန်းမကိုကျွန်တော်မသိဘူးသူကမင်းမေလားဒါဆိုငါကဘသူလဲတကယ်ပြောတာသူကကျွန်တော်အမေမဟုတ်ဘူးဒါဆိုတက်တည်ပြခိုင်းတာလားအခုချက်ချင်းတက်တည်ပြလိုက်စမ်းကျမလက်ထပ်ချင်တယ်မင်းကမင်းရဲ့မိခင်အရင်ကိုပါစွန့်ပစ်တော့မှလားသွားနောက်မလိုက်နဲ့တော့သွားတော့မရဘူးရှီရှင်းမင်းကိုရွေးချယ်စရာနှစ်ခုပေးမယ်ဒီပလင်းနဲ့သူ့ကောင်းကိုရိုက်ခွဲပစ်လိုက်ဒါမှမဟုတ်မင်္ဂလာပွဲကိုဖျက်ပစ်လိုက်မင်းရွေးရှီရှင်းဘာလို့တွန်းဆုတ်နေတာလဲလှုပ်လိုက်မင်းကိုမိုးချိုးပစ်ပါစေဒီသားတကယ်ပဲရွေးစရာမရှိတော့ဘူးဘူးမစ္စတာဒီအင်းအစီရင်ခံစာအရဟွာကွေလန်ကသူ့ရဲ့မိခင်အရင်ဖြစ်ကြောင်းပြတနေ့ပါတဲ့ရှီရှင်းရဲ့ကိုရေးချက်လက်တွေကိုလည်းသူ့ဖုန်းထဲပို့ထားပြီးဘသူကသူ့ကိုထီရဲလဲဆိုတာကြည့်ရသေးတာ